သာသနာတော်နှစ်2505ကောဇာတက္ကရာ1385ခုနှစ်တရေကျွလဆန်း9ရက်2013ခုနှစ်အောက်တိုဘာလ9ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မဟာနွယ်စင်ရမဟာဗောဓိဖရာဝင်းအတွင်မဟာတန်တိဒုက္ခဓမ္မယုံ၌ဆင်ကျင့်ပပြုလုပ်အပ်သည်လူပုဂ္ဂိုလ်များဆိုင်ရာဓမ္မဒီပဘုရားစာပေသင်တန်းကျောင်းစတုထအကျိန်စာအောင်ဆုနှင်းသပင်အကျိုးဓမ္မသပင်အခမ်းအနား၌ဟောကြားအပ်သောဝိပဿနာရှုပွဲတော်40အပိုင်းခွန်တရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလွန်လာတောင်းတဂုံပုံခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်င်းကြီးဟုကျက်တိထဝယ်90အစုအလုံးခဲရင်တော်မူတော်ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဝိပဿနာရှုဝေတော်40အပိုင်းခွန်ဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဘုရားဘာသာဝင်သူတော်စင်တို့အဖို့အကောင်းဆုံးကုသိုလ်လို့ပြောရမယ့်ကုသိုလ်ကတော့ဝိပဿနာကုသိုလ်ပဲဖြစ်တယ်။ဒါနကုသိုလ်လည်းကောင်းတာပဲ၊သီလကုသိုလ်လည်းကောင်းတာပဲ၊သမထဘာဝနာကုသိုလ်လည်းကောင်းတာပဲသို့တော့ဒါနကုသိုလ်တို့သီလကုသိုလ်တို့သမထဘာဝနာကုသိုလ်တို့ဆိုတာမြတ်စွာဘုရားမပွင့်တဲ့ခေတ်ခါကာလမှာလည်းပဲပညာရှိသူတော်ကောင်းတွေရဲ့နိလညွန်ပြမှုနဲ့လုပ်နိုင်ကြတယ်ပေါ့ဟောဒီဝိပဿနာဘာဝနာကုသိုလ်ဆိုတာကြတော့မြတ်စွာဘုရားပွင့်ပြီးဘုရားကိုယ်တိုင်ကဟောမှဒီဝိပဿနာဘာဝနာကုသိုလ်ဆိုတာဖြစ်နိုင်တာဖြစ်အဲ့ဒါကြောင့်မို့မဂ္ဂုသိုလ်ဆက်ရောက်ဖို့
အကောင်းဆုံးကုသိုလ်တစ်ခုကိုလုပ်ပါလို့ဆိုလို့ရှိရင်တော့ဝိပဿနာဘာဝနာကုသိုလ်ပဲလုပ်ကြအောင်ဖြစ်တယ်။ဉာဏ်တဲ့ကုသိုလ်တွေကမဲ့နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆက်မှုမရှိဘူး။ဟောဒီဝိပဿနာဘာဝနာကုသိုလ်ကြတော့မဲ့စိတ်ကိုဖြစ်ပေါ်စေနိုင်တာဖြစ်လို့မဲ့နဲ့ထိတွေ့ဆက်ဆက်တယ်လို့ဒီလိုပြောတာနော်။ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကအနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်ဆိုပြီးတော့ဉာဏ်နှမျိုးခွဲခြားပြီးတော့ဟောတာရှိတယ်။အဲ့ဒီအနုဘောဓဉာဏ်ဆိုတာပฏิဝေဒဉာဏ်နဲ့လျော်စွာဖြစ်တဲ့အသိဉာဏ်မျိုးအဲ့ဒီအနုဘောဓဉာဏ်ထဲမှာအခုလိုဓမ္မနိဗ္ဗာန်သင်္นานကြောင်းတို့လိုသင်္นานကြောင်းတွေဖွင့်ပြီးတော့ဘုရားရဲ့တရားတော်တွေကိုသိရှိနားလည်အောင်သင်ကြားပို့ချခြင်းဖြင့်ရရှိလာတဲ့သုတ္တမယဉာဏ်မျိုးအပါအဝင်အနုဘောဓဉာဏ်ဆိုတာရှိတယ်။တဝနပฏิဝေဒလို့ခေါ်နားတော်နေရင်ကနေပြီးတော့အသိဉာဏ်တွေရလာတာအခုတရားနာနေတဲ့အချိန်မှလည်းပဲတဝနပฏิဝေဒဆိုတာကြားနာရင်ကနေပြီးတော့ထိုးရင်းသိမြင်လာပฏิဝေဒဆိုတာအပေါ်ယံကိုသိတဲ့အသိမျိုးမဟုတ်ပဲနဲ့မိုးဘုဆရာလေးပြောတဲ့စကားနဲ့ပြောရင်ခန္ဓာဉာဏ်ရောက်ပေါ့စာအုပ်ထဲတင်မဟုတ်ပဲနဲ့စာပေကနေလွန်မြောက်ပြီးတော့ခန္ဓာကိုယ်ထိအောင်ရောက်လာတဲ့အသိဉာဏ်မျိုးအဲ့ဒီအသိဉာဏ်မျိုးရောက်ရှိလာဖို့ရတဲ့ကောင်းတဲ့အခြေခံတစ်ခုဖြစ်တယ်အဲ့ဒါကိုအနုဘောဓဉာဏ်အဲ့ဒီအနုဘောဓဉာဏ်ကနေပြီးတော့သယ်ဆောင်သွားမယ်ဆိုရင်အနုဘောဓဉာဏ်ဒီပฏิဝေဒဉာဏ်ဆိုတဲ့မဲ့ဉာဏ်ထိအောင်စိုက်ထိသွားနိုင်တယ်အဲ့တော့အနုဘောဓဉာဏ်ကတော့ဒီမဲ့ဉာဏ်ကိုတိုက်ရိုက်ထိဆက်သွားတယ်ဆိုတာဘာဝနာပฏิဝေဒလို့ဆိုတယ်ဘာဝနာနဲ့ထိုးရင်းသိနိုင်တဲ့ဉာဏ်အားသာလဲပฏิဝေဒဉာဏ်နဲ့တိုက်ရိုက်ထိဆက်ပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့သုတ္တမယဉာဏ်သို့မဟုတ်သဝနပฏิဘောဓဆိုတာပฏิဝေဒဆိုတဲ့ဉာဏ်မျိုးကိုရအောင်လုပ်အခုလိုစာပေသင်ကြားတာကစသုတ္တမယပညာမျိုးကိုစီးပူးအားထုတ်ကြဘာဝနာလုပ်ငန်းတွေအကျိုးဖြစ်ထွန်းမဲ့ဘာဝနာကျင့်စဉ်တွေကိုရှင်းရှင်းလင်းလင်းနားလည်မှုဆိုတဲ့ဒီအသိဉာဏ်အနုဘောဓဉာဏ်ထဲမှာပါတယ်ပေါ့ဒါကြောင့်မို့အနုဘောဓဉာဏ်ကို proper knowledge လို့လည်းမပြန်မဲနဲ့ book knowledge လို့ဒီလိုပါမပြန်လေးရှိတယ်စာအုပ်ကပေးတဲ့အသိဉာဏ်ဟာလည်းပဲပฏิဝေဒကိုစိုက်ထိဖို့အတွက်အထောက်အကူဖြစ်စေတယ်တချို့အနုဘောဓဉာဏ်ဟာကြားထဲမှာကိလေသာတွေဂျမ်းညက်ပြီးတော့ဆက်ဆက်ပြတ်မသွားပဲနဲ့အနုဘောဓဉာဏ်ကနေပြီးတော့ပฏิဝေဒဉာဏ်ထိအောင်သဝနကနေဘာဝနာထိကူးသွားတဲ့အခါမှာပฏิဝေဒဉာဏ်နဲ့စပ်မိသွားနိုင်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတာရှိတယ်အနုဘောဓောပိဧကိသောပฏิဝေဒတမ္ပန္တောအနုဘောဓဉာဏ်တချို့ဟာပฏิဝေဒနဲ့ဆက်ဆက်မိသွားတယ်လို့ဒါကြောင့်မို့စာပေသင်ကြားခြင်းဆိုတာအမှန်တမ်းအရေးပါတဲ့အလုပ်တစ်ခုလုပ်တာအဲ့တခုတော့တတိထားရမှာပေါ့နော်စာပေသင်ကြားပြီးတော့ပြန်ပြီးစဉ်းကျင်စဉ်းစားခြင်းတို့ဒီမိမိဘဝရဲ့လွတ်မြောက်မှုကိုဒီစာလာပေလာနဲ့အညီကျင့်ဆောင်နိုင်ခြင်းကအစမှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့မှန်ကန်တဲ့စိတ်နေသဘောထားတွေနဲ့ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့စာပေတွေကိုသင်ကြားဖို့မှန်ကန်တဲ့ရည်ရွယ်ချက်ဆိုတာတို့ဒီစာတွေတက်ပြီးရင်ဒီစာထဲမှာသီလဘယ်လိုကျင့်ရမယ်လို့ဆိုထားတာအဲ့ဒီနေ့တိုင်းသီလကိုကျင့်ကြံကြိုးပွားအထုတ်သမာဓိကိုဘယ်လိုပွားများရမယ်လို့ဆိုထားတဲ့အတိုင်းသမာဓိကိုပွားများအထုတ်ပညာကိုဘယ်လိုဖြစ်ရမယ်ဆိုတာသိတဲ့
ညွှန်ကြားထားတဲ့အတိုင်းပညာကိုဖြည့်ဖို့ဒီလိုမိမိရဲ့ဘဝလွတ်မြောက်မှုဒါတွေကိုထောက်ကူဖြစ်အောင်သင်နေဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်လေးနဲ့သင်ဖို့လိုတယ်ပေါ့အဲ့ဒါလို့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့သင်လို့သိလာတဲ့ဓမ္မကမှကိုယ့်အတွက်ဓမ္မဒီပဓမ္မတွေအကိုးရဒီပဆိုတာအဓိပ္ပာယ်နှစ်ခုယူတယ်သို့တော့မြတ်စွာဘုရားသုံးခဲ့တဲ့စကားလုံးထဲမှာဓမ္မဒီပဘိက္ခွေဝိရတရဏဆိုတဲ့စကားလုံးမှာကြတော့ဒီပဆိုတာကိုကျွန်းလို့အဓိပ္ပာယ်နဲ့ယူပြီးတော့သုံးတယ်တရားတွေအားထားဖို့အတွက်ကျွန်းမြေတစ်ခွက်ဖြစ်တယ်ဒါကတန်တရားကိုပင်လယ်ကြီးနဲ့အလားတရံတူနှိုင်းရှင်ပြီးတော့ပြောတဲ့စကားတန်တရားဆိုတဲ့ပင်လယ်ကြီးထဲမှာနစ်မြုပ်မှုမရှိရအောင်တရားဆိုတဲ့ကျွန်းလေးတိဆောက်ပြီးထိုတရားတွေဟူသောကျွန်းပေါ်မှာယက်တည်လို့ရတယ်လို့ဒီလိုဆိုလိုတာပေါ့နော်နောက်တစ်ခုတချို့ကဒီပကိုအလင်းရောင်ယူတယ်ဆိုလို့ရှိရင်တော့ဒီပဆိုတာဒီတန်တရားထဲမှာနေကြတဲ့အခါကာလမှာအမှန်မသိခြင်းဆိုတဲ့မောဟအမှောင်ဖုံးလွှမ်းနေသည့်အတွက်ကြောင့်အဲ့ဒီမောဟတည်းဟူသောအမှောင်ကိုဖြုတ်ခွင်းနိုင်ဖို့ရာအတွက်တရားအသိဉာဏ်တည်းဟူသောအလင်းရောင်ဟာလိုအပ်တယ်ပေါ့ဒါကြောင့်မို့လို့ဓမ္မဓိပဆိုတာတရားအလင်းရောင်ပဲလို့ဒီလိုအဓိပ္ပာယ်နဲ့ယူလို့ရတယ်ပေါ့အဲ့တော့တန်တရားပင်လယ်ပြင်ကြီးထဲမှာခရီးသွားနေကြတဲ့ပုဂ္ဂိုလ်ဟာကျွန်းမြေလောက်ကောင်းတဲ့မိကိုရာဆိုတာမရှိဘူးအမောင်နဲ့ခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲအလင်းရောင်လောက်တန်ဖိုးရှိတဲ့ဟာမရှိဘူးဒါကြောင့်မို့ဒီပင်လယ်တွေကတန်တရားဆိုတဲ့ပင်လယ်ကြီးထဲမှာလည်းဓမ္မဆိုတဲ့ကျွန်းဟာမိဘကိုဖို့အကောင်းဆုံးပဲဖြစ်တယ်အမောင်နဲ့ခရီးသွားနေရတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲတန်တရားခရီးသွားနေရတဲ့ပုဂ္ဂိုလ်တွေမှာလည်းအလင်းရောင်နေတယ်မဲ့ဓမ္မအလင်းရောင်ဟာအကောင်းဆုံးပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့ဓမ္မဒီပဓမ္မအလင်းတွေကိုနှလုံးသားအတွင်းရောက်ရှိအောင်အသိဉာဏ်တွေပွင့်လင်းပြီးတော့မိမိတို့ရဲ့ဘဝပတ်ဝန်းကျင်ရဲ့ဘဝသဘာဝတရားတွေကိုအမှန်တိုင်းရှုမြင်နိုင်အောင်ဒီလိုကျင့်ဆောင်နိုင်ကြတယ်ဝိပဿနာဆိုတာအသိဉာဏ်ကိုပြောတာပဲဝိပဿနာဆိုတာထူးခြားတဲ့အမြင်တစ်ခုကိုဆိုလိုတယ်အဲ့ဒီထူးခြားတဲ့အမြင်ဆိုတာဟာစာပေကျမ်းဂန်ထဲမှာဝိဝိဒေဟိအနိစ္စဓိအာဂါရိဟိပတ္တိတိဝိပဿနာအမျိုးမျိုးအနိစ္စဒုက္ခအနတ္တစတဲ့ရှုထောင့်မျိုးစုံကနေပြီးတော့မိမိတို့ရရှိထားတဲ့ရုပ်တရားနံတရားသို့မဟုတ်ခန္ဓာ၅ပါးကိုရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီလိုရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်ကိုဝိပဿနာဒါဖြင့်ရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ဆိုတဲ့နေရာမှာဒီမိမိတို့မှာရရှိထားတဲ့ခန္ဓာ၅ပါးယုံ nant တရားတွေကိုတမ္မာအဖြစ်ဒီဉာဏ်မရှိဘူးဆိုလို့ရှိရင်ဘယ်ပုံစံနဲ့မြင်တော့လို့ဆိုရင်ငါလို့မြင်တယ်ငါဟာလို့မြင်တယ်ဒီယုံ nant တွေပေါ်မှာငါလို့မြင်တဲ့အမြင်ဟာမှားတဲ့အမြင်ပဲငါဟာလို့မြင်တဲ့အမြင်ဟာလည်းပဲမှားယွင်းတဲ့အမြင်တစ်ခုပဲနောက်တစ်ခုဒီယုတ်ခန္ဓာကြီးဟာဒီတစ်တယ်လို့မြင်လို့ရှိရင်လည်းမှားယွင်းတဲ့အမြင်ပဲဒီယုံ nant ခန္ဓာတွေဟာသာဝရခိုင်မြဲတယ်လို့မြင်လို့ရှိရင်လည်းမှားယွင်းတဲ့အမြင်ပဲချမ်းသာလို့မြင်လို့ရှိရင်လည်းမှားယွင်းတဲ့အမြင်ပဲငါလို့ချင်တာလုံးလို့ရတယ်ငါအလိုတိုင်းဖြစ်တယ်လို့မြင်တဲ့အမြင်ဟာလည်းမှားတဲ့အမြင်တွေပဲအဲ့ဒီမှားတဲ့အမြင်တွေကိုပျောက်ကဲအောင်ဝိပဿနာဉာဏ်ကိုရအောင်စီဖို့အထောက်အဲ့ဒါလို့ဝိပဿနာဉာဏ်ရဖို့ရာအတွက်အခြေခံသင်တန်းကနေစပြီးတော့သင်ကြားမှတ်နာပြီးလက်တွေ့ဆင်ခြင်သုံးသပ်မှုဟာအရေးပါတယ်အခုတရားနာရင်လည်းပဲတရားရဲ့ရှင်းပြတဲ့အာယုံပေါ်မှာစိတ်ထားပြီးတော့ကိုယ်ခန္ဓာကိုယ်ဉာဏ်ရောက်မယ်ဆိုလို့ရှိရင်ဒါလည်းပဲတရားကျင့်နေတယ်လို့ဆိုလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့
တရားဓမ္မကိုအာယုံစိုက်ပြီးတော့နာယူခြင်းဒီပင်လေအဲ့ဒီတရားကသောတာပန်စသောအဆင့်မျိုးကိုပေးနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့တရားနာရင်ကရှင်းတုန်းကတရားထုတရားမြတ်ရသွားကြတယ်ဆိုတာဘယ်လိုကြောင့်ရတာတော့ဆိုစိတ်တွေဟိုတွေးဒီတွေမတွေးပဲနဲ့ကိုယ်ခန္ဓာကိုယ်ပေါ်မှာဉာဏ်စိုက်ပြီးတော့အာယုံစိုက်ပြီးတော့နာတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မသောတာလို့ခေါ်တဲ့ဓမ္မအရင်ပေါ်မှာစိတ်ဝင်စားပြီးတော့ခန္ဓာကိုယ်နဲ့ဆက်ဟပ်ပြီးတော့ကြည်နေတဲ့အသိဉာဏ်တွေဟာတစ်ဆင့်ပြီးတစ်ဆင့်တက်သွားတဲ့အခါကျတော့တရားထုတရားမြတ်ထီအောင်ပေါ့တော့စတင်ဉာဏ်ကစားပฏิဝေဒသဝနာပฏิဝေဒအနုလောအနုဘောဓအနုဘောဓလို့ခေါ်တဲ့သဝနာပฏิဝေဒမျိုးကိုရရှိပြီးတဲ့အခါအဲ့ဒီကနေဆက်ဆက်ပြီးနှလုံးသွင်းဆင်ញင်မှုဆိုတဲ့ဘာဝနာဖြစ်ပေါ်လာတာနဲ့တပြိုင်နက်အနုဘောဓပိဧကိသောပฏิဝေဒသမ္ပန္တောလို့ဆိုတဲ့အတိုင်းပฏิဝေဒဉာဏ်နဲ့ဆက်ဆက်ပြီးတော့ရသွားတယ်ဒါကိုပဋိသမ္မိဒမဲ့မှာတော40နဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာဘုန်းကြီးတို့ဒီကနေ့ပါဆိုရင်9ရက်မြောက်ဘုရားမြတ်စွာကဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့ရှုခွက်ပေါင်း40ခန္ဓာ၅ပါးမိမိတို့တဏ္ဍမှာရရှိထားတဲ့ခန္ဓာ၅ပါးကိုမှန်ကန်တဲ့အမြင်နဲ့မြင်ရမယ်ဒါကိုတမ္မာဒိဋ္ဌိလို့ခေါ်တာပဲတမ္မာဒိဋ္ဌိဟာအစစ်အစစ်ရှိတဲ့ထဲမှာအခြေခံတမ္မာဒိဋ္ဌိဆိုတာကံတရားနဲ့ကံတရားရဲ့အကျိုးကိုလက်ခံတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိဟာအခြေခံတမ္မာဒိဋ္ဌိမြတ်တာဖြစ်တယ်ပေါ့ဝိပဿနာတမ္မာဒိဋ္ဌိကြတော့ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးထာဝရမြဲနေတာလည်းမရှိဘူးထာဝရချမ်းသာတယ်ဆိုတာလည်းမရှိဘူးဒီယုံနာခန္ဓာတရားတွေဟာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်တိုင်မဖြစ်တဲ့သဘောတွေသာဖြစ်တယ်လို့ဒီလိုရှုမြင်မှုဟာမှန်ကန်တဲ့အမြင်ဖြစ်လို့ဒါကိုဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တာအဲ့ဒီဝိပဿနာတမ္မာဒိဋ္ဌိရှုပွားလိုက်လို့ရှိရင်မဲ့ကိုဆက်ရောက်သွားနိုင်တယ်ဆိုတာကိုပဋိသမ္မိဓမ္မေပါဠိတော်မှာဟောကြားထားတာဒီကနေ့ရှုခွက်ပေါင်း40ရှိတဲ့ထဲကနေပြီးတော့30မြောက်ကစပြီးတော့ဟောရှေ့ရက်တွေကဟောထားတာဆိုတော့အဲ့ဒီရဲ့အဆက်ဝိပဿနာရှုခွက်30မြောက်ကနေစပြီးဟောမယ်ဆိုတော့ပဋိသမ္မိဓမ္မေပါဠိတော်မှာပင်စက်ခန္တီသာသဝတောပတ္တံတောအနုလောမိကံခန္တိပฏิလေပတိဒါတိုက်ရိုက်ဆိုထားတဲ့စကားလေးတစ်ခုပဋိသမ္မိဓမ္မေပါဠိတော်မှာပင်စက်ခန္တီခန္ဓာ၅ပါးတို့ကိုသာသဝတောအာသောတရားရဲ့အာယုံဖြစ်နေတဲ့အရာလို့ပတ္တံတော်ရှုမြင်နိုင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကခန္တိအနုလောမိကခန္တီဉာဏ်ကိုပฏิလေပတိရနိုင်တယ်အဲ့တော့ခန္ဓာ၅ပါးကိုအနိစ္စလို့ရှုမှဒုက္ခလို့ရှုမှအနတ္တလို့ရှုမှမဟုတ်ဘူးအေးဒီခန္ဓာ၅ပါးဆိုတာအာသဝတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့အရာကြီးပဲအာသဝတရားတွေရဲ့အာယုံဖြစ်နေတဲ့အရာပဲလို့ဒီလိုရှုမြင်တာဟာလည်းပဲဝိပဿနာဉာဏ်ရဲ့ရှုခွက်တစ်ခုပဲလို့ပဋိသမ္မိဓမ္မေပါဠိတော်အရဒီလိုသိရဝိပဿနာရှုခွက်တစ်ခုပဲအဲ့ဒါလို့ရှုခြင်းအပြင်ဝိပဿနာဉာဏ်တွေထဲမှာအဆင့်မြင့်ဆုံးဖြစ်တဲ့အနုလောမိကခန္တီဉာဏ်ကိုရတယ်တဲ့အနုလောမိကဆိုတာမဲ့ဉာဏ်ဖြစ်ဖို့အတွက်သင့်လျော်လျောက်ပတ်တဲ့ခန္တီဆိုတာမဲ့ဉာဏ်ကိုဖြစ်ပေါ်စေနိုင်စွမ်းရှိတဲ့ဉာဏ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒီစကလုံးနှလုံးပေါင်းလိုက်တာခန္တီဆိုတာဒီနေရာသိခန္ဓာကိုပြောတာမဟုတ်ဘူးစွန့်ရည်တတ္တိပြည့်တဲ့ဉာဏ်ကိုခန္တီလို့ခေါ်တယ်အဲ့တော့ပါဠိစကားလည်းသူ့နေရာနဲ့သူယူရတယ်မင်္ဂလာတုတ်ထဲမှာပါတဲ့ခန္တီစသောဝသတ္တရာဆိုတာတစုံတစ်ယောက်ကကိုယ်ကိုလာဆဲရင်သိခန္ဓာနဲ့သိခတ်မှုမျိုးကိုဆိုလိုတယ်တခါယာတိဥရုပြင်းထန်လို့ယာတိဥရုရဲ့ဓာန်ကိုခန္ဓာလည်းပဲအဓိဝါဒနာခန္တီသိခတ်မှုလို့လည်းဆိုတယ်နော်ဆာလောင်မွတ်သိမှုလည်းသိခတ်တယ်ယာတိဥရုဓာန်ကိုလည်းသိခတ်တယ်
ကိုယ်တစုံတစ်ယောက်ကလာပြောဆိုဆုံးမတာကိုလည်းသိခံနိုင်တယ်အဲ့ဒီသိခံမှုမျိုးတွေကိုဆိုလိုတယ်အခုဒီနေရာမှာအနုလောမိကခန္တီဆိုတာကြတော့ခန္တီဆိုတာစွမ်းဆောင်နိုင်တဲ့ပညာလို့ဒီလိုအဓိပ္ပာယ်ရခမှုတဟဏီလို့ဓာတ်ကြမ်းမှာပါတဲ့အတိုင်းခန္တီဆိုတာခမှုဓာတ်ကရတဟဏဆိုတာစွမ်းရည်တတ္တိရှိတယ်ဘာအတွက်စွမ်းရည်တတ္တိရှိတာတုံးဆိုမက်စိတ်ပေါ်အောင်လုပ်နိုင်တယ်ပေါ့ဝိပဿနာဉာဏ်အထုတ်မှဝိပဿနာဉာဏ်အရှင်းမြင့်လာပြီးရင့်ကျက်လာပြီးဆိုမှမက်စိတ်ကဖြစ်ပေါ်လာတာအဲ့ဒီမက်စိတ်ကိုဖြစ်ပေါ်လာစေတယ်ဝိပဿနာရဲ့အကျိုးတရားဟာမက်ပဲဖြစ်တယ်ဟောဝိပဿနာတရားအထုတ်မက်ဆိုတာအထုတ်ရတဲ့အရာမဟုတ်ဘူးရှင်းကျက်ပြီးရရှိလာတဲ့အတိတ်မဲ့ပေါ့လက်မော့ပြုရတဲ့တရားသာဖြစ်တယ်ပေါ့ဝိပဿနာဆိုတာတော့ပွားစေရမယ့်တရားပွားအောင်လုပ်ရမယ့်တရားမျိုးဖြစ်တယ်ဒါကြောင့်မို့အခုဒီမှာအဲ့ဒီလိုမဉ္ဇဉ်ဖော်လာအောင်စွမ်းဆောင်နိုင်တဲ့အနုလောမိကခန္တီဉာဏ်ဆိုတာသင်္ခါရုပ္ပခဉာဏ်ရင့်တက်သွားလို့ရှိရင်မဲ့ရဲ့ရှေ့မှာဖြစ်တဲ့ဝိပဿနာဉာဏ်မျိုးကိုအနုလောမိကခန္တီဉာဏ်လို့ခေါ်တယ်နော်သစ္စာနုလောမိကလို့လည်းတစ်ခါသုံးတာရှိတယ်ပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးပရိက္ခဝိဇ္ဇာအနုလုံဂုတ္တဘူဆိုတာအဲ့ထက်ပဲပါတဲ့ဒီအစစ်အမြင့်ဆုံးဝိပဿနာဉာဏ်လို့ဒီလိုဆိုလိုတာပေါ့မဲ့ဉာဏ်နဲ့ပေါင်းကူးပေးတဲ့ဝိပဿနာဉာဏ်ပဲအဲ့တော့ပင်စက်ခန္တီခန္ဓာ၅ပါးတို့ကိုသာတဝတော်အာတဝတရားတွေရဲ့အာယုံဖြစ်တဲ့အရာပဲအာတဝတွေရဲ့အခြေခံပဲလို့ပတ္တန်တော်ရှုမြင်တဲ့ပုဂ္ဂိုလ်ဟာအနုလောမိကံခန္တေအနုလောမိကခန္တီဆိုတဲ့ဝိပဿနာဉာဏ်ကိုပฏิလဝတိရရှိနိုင်တယ်ကြည့်ခန္ဓာ၅ပါးရဲ့အပြစ်တစ်ခုခန္ဓာ၅ပါးဟာအာတဝတွေကိုပွားစည်းစေတတ်တယ်အာတဝဆိုတာဘာတွေလဲမျက်စိကနေပြီးတော့ကိလေသာတွေစီးဝင်နေတယ်နော်လောဘတွေစီးဝင်နေတယ်ဒေါသတွေဒိဋ္ဌိတွေအမြင်မှားမှုတွေစီးဝင်နေတယ်မောဟတွေစီးဝင်နေတယ်တော့အာတဝတရားလို့သတ်မှတ်ထားတာကတော့၄ခုပဲသတ်မှတ်ထားတယ်တရားကိုအဖြစ်တော့၃မျိုးပဲသတ်မှတ်ထားတယ်သို့တော့အာတဝဆိုတဲ့စကားလုံးရဲ့အောက်မှာအဘိဓမ္မာကတာကန့်သတ်ထားပြီမယ်လို့အာတဝဆိုတဲ့စကားလုံးအောက်မှာကိလေသာတွေအားလုံးကိုလည်းခေါ်လို့ရတယ်လို့ဒီပိုင်းအဖြစ်ဒီလိုမှတ်သားရတယ်ပေါ့သဗ္ဗတဝတုတ်မှကြည့်မယ်ဆိုရင်ကိလေသာတွေအားလုံးကိုလည်းပဲအာတဝလို့ခေါ်နိုင်တယ်လို့အဲ့ဒီမှာမပြတ်စည်းဝင်နေတယ်မျက်စိကမြင်လိုက်တာနဲ့နော်လောဘဆိုတဲ့ကိလေသာဖြစ်လာတယ်နားကကြားလိုက်တာနဲ့နှာခေါင်းကအနံ့ရလိုက်တာနဲ့လျှာကအရသာတွေ့လိုက်တာနဲ့ခန္ဓာကိုယ်ကထိလိုက်တာနဲ့စိတ်ကူးစိတ်တန်းလှုပ်တာနဲ့ကိလေသာတွေဟာစီးဝင်လာနိုင်တယ်ပေါ့ဒါကြောင့်မို့ခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ကိလေသာတွေအများကြီးဖြစ်လာနိုင်တာဖြစ်လို့အာတဝတရားတွေဟာလည်းဘာကိုအာယုံပြုပြီးဖြစ်နေတာတော့ဟောဒီခန္ဓာကိုပဲအာယုံပြုပြီးတော့ဖြစ်နေအစင်းကိုအာယုံပြုမယ်ဆိုရင်ရူပခန္ဓာကိုအာယုံပြုတာပဲအတန်တို့အနံ့တို့အရသာတို့အထီးတွေ့တို့ဒါတွေကိုအာယုံပြုတယ်ဆိုရူပခန္ဓာကိုအာယုံပြုပြီးတော့အာတဝတရားတွေဖြစ်တယ်စိတ်ထဲမှာကြံစည်တွေးတောမှုတွေကိုယ်စိတ်ကိုပြန်စဉ်းစားတာတွေကိုယ်စေတသိက်ကိုကိုပြန်စဉ်းစားတာတွေအဲ့ဒါတွေကြတော့နံတရားကိုအာယုံပြုတယ်လို့ဒီလိုပြောလို့ရတယ်အဲ့တော့ခန္ဓာ၅ပါးကိုအာယုံပြုပြီးတော့ဒီအာတဝတရားတွေဟာဖြစ်ပွားလာဒါကြောင့်မလို့ခန္ဓာ၅ပါးဟာအာတဝတွေဖြစ်ဖို့ရာအတွက်အဓိကအခြေခံအကြောင်းကြီးဖြစ်နေတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီအာတဝတွေဖြစ်နေပြီဆိုရင်အာတဝသမှုရိယအဝိဇ္ဇာသမှုရိယောလို့ဆိုတဲ့တဲ့အာတဝတွေဖြစ်နေရင်တော့အမှန်မသိမှုအဝိဇ္ဇာကြီးကလားနေဦးမှာပဲအမှန်မသိမှုလားနေလို့ရှိရင်အဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးကောင်းဆိုးအကောင်းအဆိုးကံတရားတွေဟာမိမိတဏ္ဍာမှာစုမိဆောင်းမိဖြစ်နေဦးမှာပဲကံတရားတွေစုမိဆောင်းမိနေပြီဆိုရင်ဝိညာဏလို့ဆိုတဲ့ဘဝအစပရိသေတွေဟာရောက်လာဦးမှာပဲလို့ပရိစ္ဆသမုပ္ပါဒ်နဲ့ဒီလိုတွက်လို့ရဒါကြောင့်မို့ခန္ဓာ၅ပါးကိုရှုမြင်ရမှာတော့ပင်စက်ခန္တီခန္ဓာ၅ပါးတို့ကိုသာတဝတော်အာတဝရဲ့အကြောင်းတရားပဲနော်အာတဝတွေကိုဖြစ်ပွားစေတတ်တဲ့အရာပဲလို့
အပြည့်အနေနဲ့ကြည့်ရှုသုံးသပ်တာခန္ဓာ၅ပါးကြီးဟာဒီလိုမကောင်းဆိုးဝါးတွေကိုဖြစ်ပွားစေတတ်တဲ့အရာဖြစ်လို့ကျင့်တတ်เสียမကောင်းဘူးခန္ဓာ၅ပါးကြီးရနေရင်တော့အာသဝတွေပွားစီးနေအခုလိုရှုမြင်သုံးသပ်လိုက်တဲ့အခါခန္ဓာ၅ပါးရခြင်းတဲ့စိတ်ဟာလျော့ပါသွားပြီနောက်ဆုံးခန္ဓာ၅ပါးကိုရခြင်းတဲ့ဟာလက်တယ်ပဲဖြစ်တယ်အဲ့ဒီတဏှာကိုအကြောင်းပြုပြီးတော့ကံတရားတွေလုပ်ပြီးတော့ခန္ဓာ၅ပါးရလာအဲ့ဒီတဏှာကိုဖြတ်တော့ပြစ်လိုက်လို့ရှိရင်ဒီခန္ဓာဟာနောက်ထပ်ဖြစ်လာစရာအကြောင်းမရှိဘူးမရှိတော့လို့ရှိရင်ခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲလို့ရှုမြင်လာနိုင်တယ်ပေါ့မက်စိတ်ပေါ်ပြီဆိုလို့ရှိရင်ဝိပဿနာကျင့်တော့ကခန္ဓာ၅ပါးသည်တာတဝအာတဝရဲ့အကြောင်းလို့နော်အာတဝရဲ့တာတဝအာတဝရဲ့အကြောင်းလို့အခုလို့ရှုမြင်သုံးသပ်တာကနေပြီးတော့ခန္ဓာ၅ပါးပေါ်မှာညီးငွေပြီးခန္ဓာ၅ပါးတွေ့တာမှုတွေကင်းသွားတဲ့အခါကျတော့နိဗ္ဗာန်ဟာအနာတဝအာတဝကင်းသွားတာပဲခန္ဓာ၅ပါးချုပ်ငြိမ်းသွားမှုဟာအာတဝကင်းသွားတဲ့နိဗ္ဗာန်ပဲလို့ဒီလိုရှုမြင်သုံးသပ်လာနိုင်တယ်ပေါ့ဒါကိုဆိုတာနော်ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းသွားမှုဟာအနာတဝအာတဝမရှိတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲဟုပတ္တန်တော်ရှုမြင်လိုက်တဲ့အခါမှာတမ္မတ္တနိယမတမ္မတ္တနိယမလို့ဆိုတဲ့မက်စိတ်တို့ဩကမတိဝင်ရောက်သွားနိုင်တယ်လို့ဟောတာပဋိသင်္ခိတာမဲ့ပါဠိတော်မှာသူရှုွက်ကလေးနဲ့သူတော40မှာဒီလိုရှင်းပြထားနော်အာတဝလို့ခန္ဓာ၅ပါးကိုတာတဝလို့ရှုပြီးတော့ခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်လိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းမှုဟာအနာတဝနိဗ္ဗာန်ပဲလို့အခုလို့နိဗ္ဗာန်ကိုအာယုံပြုလာနိုင်တယ်နိဗ္ဗာန်ကိုအာယုံပြုပြီးတော့မက်စိတ်ဆိုတာပေါ်လာနိုင်တယ်လို့ဒီလိုဆိုတာဖြစ်တယ်ပေါ့နော်ကဲနောက်တစ်ခါ30ခုမြောက်ရှုွက်ကြတော့ဘာကိုဟောတော့ပိစက္ခဏေသင်္ခတတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလည်းပဲဒီခန္ဓာ၅ပါးကိုရှုတဲ့အခါမှာသင်္ခတပိစက္ခဏေခန္ဓာ၅ပါးတို့ကိုသင်္ခတတော်အကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာလို့ပတ္တန်တော်ရှုမြင်နိုင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလေဝတိရရှိလာနိုင်တယ်။ဟောနောက်တစ်ခုရှုခွက်ကခန္ဓာ၅ပါးကိုအကြောင်းတရားတွေကပေါင်းပြီးလှုပ်ထားတဲ့အရာလို့ဒီလိုမြင်မို့လို့ဒါအနိစ္စဒုက္ခအနတ္တရှုတယ်လို့ပဲခန္ဓာ၅ပါးကိုသင်္ကတလို့ရှုတာလည်းပဲဝိပဿနာရှုတာပဲလို့ဒီလိုသိရခန္ဓာ၅ပါးကိုသင်္ကတလို့ရှုတာဝိပဿနာရှုတာတစ်ခုသို့တော့ဒီပဋိသင်္ခိတာမက်ကိုမကြည့်ဘူးဆိုရင်ခန္ဓာ၅ပါးကိုသင်္ကတလို့ရှုတာဝိပဿနာမရှုတာမဟုတ်ဘူးလို့ထင်ကောင်းထင်မိလိမ့်မယ်နော်အဲ့တော့စာပေထဲမှာကြည့်ပိစက္ခဏေခန္ဓာ၅ပါးတို့ကိုသင်္ခတတော်အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့အရာလို့ဒီလိုမြင်ဖို့လိုတယ်အဲ့တော့အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်ထားတဲ့အရာဆိုတာဟာဘယ်ခါပဲဖြစ်ဖြစ်အကြောင်းတရားတွေကိုရှုငဲ့ပြီးတော့နေရမှာပဲအကြောင်းတရားတွေပေါ်မှာမူတည်ပြီးတော့နေတာဖြစ်လို့အကြောင်းတရားပြိုကွဲသွားလို့ရှိရင်ခန္ဓာ၅ပါးဟာလည်းပြိုကွဲသွားမှာဒါကြောင့်မို့အတ္တကရာကဖွင့်တဲ့အခါကျတော့ဟေတုပစ္စယေဟိသင်္ခတတာယအဘိသင်္ခတတာယသင်္ခတတော်ဟေတုပစ္စယေဖြစ်စေတတ်တဲ့အကြောင်းတရားထောက်ပံ့တဲ့အကြောင်းတရားအကြောင်းဆိုတာ2မျိုးရှိတယ်ဖြစ်စေတတ်တဲ့အကြောင်းတရားကို producing cause လို့ခေါ်တယ်ဖြစ်စေတတ်တဲ့ထုတ်လုပ်တယ်နောက်တစ်ခါအထောက်အကူအကြောင်းကိုဥပဋ္ဌမကအဲ့ဒါကြတော့အထောက်ပံ့အကြောင်းဆိုတော့ supporting cause လို့ခေါ်တယ် producing cause နဲ့ supporting cause ဖြစ်စေတတ်တဲ့အကြောင်းတရားရဲ့အထောက်အကူပေးတဲ့အကြောင်းတရားသစ်ပင်လေးတစ်ပင်ကြည့်လိုက်မျိုးစေ့လေးတစ်ခုကိုမျိုးစေ့လေးတစ်ခုကိုကြည့်ဒီအမြင့်တို့အညွန့်တို့ဖြစ်လာတယ်ဆိုတာဟာမျိုးစေ့ကဖြစ်လာမျိုးစေ့သည်အမြင့်နဲ့အညွန့်ကိုထုတ်ပေးတယ် producing cause အဲ့ဒီမှာရေတို့မြေတို့ကြတော့ supporting condition
ဆက်ဖို့တွင်ခေါ်တယ်အထောက်ကူပြုရုံပြုတာမြေကြီးကအမြစ်ကိုမထုတ်နိုင်ဘူးရေကလည်းအမြစ်ကိုမထုတ်တာမဟုတ်ဘူးထုတ်တာကမျိုးစေ့လေးကထုတ်တာအဲ့ဒီသုံးခုပေါင်းစပ်ပြီးတော့လှုပ်ထားတယ်ခန္ဓာ၅ပါးဟာလည်းဒီတိုင်းပဲနော်မျိုးစေ့နဲ့တူတဲ့ဒီကံတရားကနေပြီးတော့ထုတ်ထားပြီးတော့ရေနဲ့ရေနဲ့တူတဲ့ကိလေသာတရားတွေကနေပြီးတော့ထောက်ပံ့ကူညီပြီးတော့ထားဒါကြောင့်မလို့အဲ့ဒီလိုအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့အရာလို့ဒီလိုသိလိုက်ရတဲ့ဖြင့်ခန္ဓာ၅ပါးရဲ့ခိုင်မာမှုမရှိဘူးဆိုတာဟာထင်ရှားလာတယ်ပေါ့အကြောင်းပေါ်မှာမိတီးပြီးတော့နေရတော့ဒီခန္ဓာ၅ပါးကြီးဟာအားကိုးလောက်တဲ့အနေအထားမရှိဘူးအကြောင်းတရားတွေမရှိရင်ခန္ဓာ၅ပါးကြီးဟာပြိုကျသွားမှာပဲလို့ခန္ဓာ၅ပါးပေါ်မှာစိတ်ချယုံကြည်မှုမရှိတော့ခန္ဓာ၅ပါးပေါ်မှာဒီတွေ့တာမှုတွေကကျင်းလာနိုင်တယ်ပေါ့အဲ့ဒီတွေ့တာမှုတွေပြတ်သွားပြီဆိုရင်ခန္ဓာ၅ပါးကြီးကိုဆက်ထုတ်နိုင်တာမဟုတ်တော့ခန္ဓာ၅ပါးမရှိတာကောင်းတယ်ဆိုတဲ့အမြင်လည်းပဲမြင်လာခန္ဓာ၅ပါးရှိနေတယ်ကအကြောင်းတရားတွေပေါ်မှာမိတီးနေရလို့ခန္ဓာ၅ပါးမရှိခြင်းဟာကောင်းမြတ်တဲ့အရာပဲလို့ဒီလိုမြင်လာအဲ့ဒါကြောင့်ဝိပဿနာဉာဏ်အနုလောမိကခန္တီဉာဏ်ရလိုက်တာနဲ့ဒီပိုင်းနဲ့အမြင်တစ်ခုကပြောင်းသွားတယ်ခန္ဓာ၅ပါးဟာဒီအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်ထားတဲ့အရာဖြစ်လို့ရှင်းတော့เสียမကောင်းတဲ့ခန္ဓာ၅ပါးကြီးရှိနေတယ်များဒီတိုင်းပဲဖြစ်မယ်ခန္ဓာ၅ပါးမရှိတာသာလျှင်အေးချမ်းတယ်လို့ဒီလိုမြင်လာတော့ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းမှုဟာအသင်္ခတံအကြောင်းတရားတွေကပြုပြင်เสียမလိုတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်လေသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားတို့ဥက္ကမတိဝင်ရောက်သွားတော့ယောဂီပုဂ္ဂိုလ်ဟာခန္ဓာ၅ပါးကိုသင်္ခတလို့ရှုရကနေပြီးတော့ခန္ဓာ၅ပါးမရှိတဲ့အကြတော့မှအသင်္ခတဒါကအခုလိုခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းသွားမှုမှာတကယ်အသင်္ခတနိဗ္ဗာန်ပဲလို့နိဗ္ဗာန်ကိုလည်းတွေ့သွားဆိုလိုတာကဒီခန္ဓာ၅ပါးဆိုတာဒီဘက်ကမ်းမှာရှိတယ်နိဗ္ဗာန်ဆိုတာဟိုဘက်ကမ်းမှာရှိတယ်ဟိုဘက်ကမ်းဒီဘက်ကမ်းဆိုတာပြင်စားပြီးတော့ပြောတာတစ်ဖက်တစ်လမ်းစီရှိနေတယ်ပေါ့သင်္ခတတရားတွေဟာအကြောင်းတရားကပေါင်းစပ်ပြီးတော့ထုတ်ထားတာတွေဖြစ်သောကြောင့်ဒီခန္ဓာ၅ပါးနဲ့ပတ်သက်လာပြီးလို့ရှိရင်အဲ့တော့ခန္ဓာ၅ပါးကိုသင်္ခတလို့ရှုလိုက်ထားတဲ့ပြိုင်နဲ့ခန္ဓာ၅ပါးမရှိတာချုပ်ငြိမ်းသွားတာအသင်္ခတနိဗ္ဗာန်ပဲလို့ဒီလိုရှုမြင်သုံးသပ်လာနိုင်တယ်ပေါ့အဲ့ဒါကိုပြောတာပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းသွားမှုဟာအသင်္ခတံအကြောင်းတရားတွေကပြုပြင်မှုမလိုအပ်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲဟူ၍ပတ္တန်တော်ရှုမြင်တဲ့အခါမှာသမ္မတ္တနိယမလို့ဆိုတဲ့မေဃနိယမဥက္ကမတိဝင်ရောက်သွားနိုင်တယ်လို့ဟောဒီလိုရှုခြင်းကလည်းနိဗ္ဗာန်ကိုရောက်သွားနိုင်တယ်မက်ဆေ့ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုတဲ့ဒီအဓိပ္ပာယ်ကိုရှင်းပြတာပေါ့ဒါက32ခုမြောက်ရှုခွက်32ခုမြောက်ရှုခွက်ကြတော့ပင်ဆက်ခန္တီမာရာမိတတော်ပတ္တန်တော်အနုလောမိကံခန္တီပฏิလေဝတိခန္တီခန္ဓာ၅ပါးတို့ကိုမာရာမိတတော်မာရရဲ့အစာပဲလို့မာရရဲ့အစာဘယ်မာရရဲ့အစာတုံးလို့ဆိုတဲ့အခါကျတော့မစ္စုမာရကိရိတမာရဏံအာမိတတာယမာရာမိတတော်သေခြင်းဆိုတဲ့မာရနော်သေမင်းရဲ့အစာလို့ပြောလို့တာပဲဟုတ်တယ်ခန္ဓာ၅ပါးရထားတာတနေ့ကျတော့သေဆုံးရမှာဖြစ်တဲ့အတွက်ကြောင့်သေမင်းရဲ့အစာပဲဒီလိုဆိုလိုတာပေါ့သေမင်းရဲ့အစာကြီးပဲဖြစ်တယ်နောက်တစ်ခုကတော့မသေးခင်ဆိုရင်ခန္ဓာ၅ပါးပေါ်မှာတက်မဲ့နေကြတယ်မိမိကိုယ်တိုင်ကလည်းမိမိခန္ဓာပေါ်မှာတက်မဲ့တယ်သူတစ်ပါးခန္ဓာပေါ်မှာလည်းတက်မဲ့တယ်သူတစ်ပါးကလည်းမိမိခန္ဓာပေါ်မှာတက်မဲ့တယ်သူတို့ခန္ဓာပေါ်မှာလည်းတက်မဲ့တယ်ဆိုတော့အဲ့ဒီကိလေသာမာရလို့ခေါ်တယ်အဲ့ဒီကိလေသာတွေရဲ့အစာလည်းဖြစ်တယ်ပေါ့ဟောခန္ဓာ၅ပါးဆိုတာနော်သေဖို့အတွက်လည်းဖြစ်တယ်သေလာရင်သေမင်းရဲ့အစာလည်းဖြစ်တယ်နောက်ဆုံးသေဆုံးခြင်းမှာပဲအဆုံးသတ်မယ်ကိလေသာဆိုတဲ့
တရားတွေကိုပယ်တတ်တဲ့ဖြည့်ဆည်းပြတတ်တဲ့ကိလေသာဆိုတဲ့မာရရဲ့အစာကြီးလည်းဖြစ်နေတယ်ခန္ဓာ၅ပါးကိုစိတ်စိတ်တွေးကြည့်လို့ရှိရင်ဒီနေ့ဒီခန္ဓာ၅ပါးကြီးဟာနေ့စဉ်နဲ့အမျှပြိုကွဲပျက်စီးနေတာပြန်လီပြီးတော့ဒီဖြစ်ပေါ်နေခြင်းအဖြစ်မသိသေးဘူးလို့လူတွေကထင်နေကြတယ်တကယ်ကတော့ဖြစ်လာတဲ့ယုံနာဟာပြတ်သွားလို့ရှိရင်နောက်ထပ်မပေါ်ပဲနဲ့ပြတ်သွားအလားတူတွေအစားထိုးနေသည့်အတွက်ကြောင့်လူတွေကအသက်ရှင်နေတယ်ရှိနေတယ်လို့ပဲဒီလိုယူဆတယ်သို့တော့အရင်ဖြစ်တာကပြတ်သွားတဲ့အရာတွေဘယ်တော့မှပြန်မလာတော့ဘူးလျှောင်းနိုင်မီလေးကြည့်လျှောင်းနိုင်မီလေးထွန်းပြီးတော့ညှိမ့်ကြည့်လိုက်လို့ရှိရင်အဲ့ဒီမီးတောင်လေးငြိမ်းသွားလိမ့်မယ်ဘယ်ရောက်သွားတာတော့လို့ဘယ်သူမှပြောလို့မရဘူးနောက်ထပ်ပြန်ထွန်းလို့ပေါ်လာတဲ့မီးတောင်ဟာအဲ့ဒီငြိမ်းသွားတဲ့မီးတောင်လားလို့မေးလို့ရှိရင်ဘယ်ဟုတ်အဲ့ဒီသဘောပဲခန္ဓာကိုယ်ကမနေ့ကရှိတဲ့ယုံနံတွေဟာမနေ့ကအကုန်ဆုံးပျက်စီးသွားပြီဒီကနေ့ရှိတဲ့ယုံနံကဒီကနေ့အသက်ပဲဖြစ်တယ်ပေါ့သို့တော့အလားတူဖြစ်နေသည့်အတွက်ကြောင့်မိတော့ကလေးပြန်တောက်လာတယ်လို့လူတွေကပြောကြသလိုပဲဒီလူမသေးသေးဘူးလို့ဒီလိုထင်နေကြတာဒါကအထင်မှားနေမှုမြတာဖြစ်တယ်ပေါ့ဒါကိုဝိပဿနာဉာဏ်နဲ့စိတ်တွေးပြီးတော့ကြည့်လိုက်တဲ့အခါမှာခန္ဓာ၅ပါးဆိုတာမစ္စုမာရဆိုတဲ့မစ္စုမန်ရဲ့အစာမျှတာဖြစ်တယ်သေဆုံးဖို့အတွက်မွေးဖွားလာတယ်လို့ဒီလိုပြောရအောင်နောက်တစ်ခုကတော့ကိလေသာတွေတိုးပွားလာဖို့ကိလေသာရဲ့အစာမျှတာဖြစ်တယ်အဲ့ဒီရှုခွက်နှစ်ခုနဲ့ပဲမာရာမိတတော်မာရရဲ့အစာပဲလို့ခန္ဓာ၅ပါးကိုရှုမှတ်ပွားများအားထုတ်မယ်ဆိုရင်ဝိပဿနာဉာဏ်အဆင့်ဆင့်တက်ပြီးတော့နောက်ဆုံးမှာအနုလောမိကခန္တီဉာဏ်ထိအောင်ရရှိသွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့အနုလောမိကခန္တီဉာဏ်ကိုရသွားအဲ့ဒါလို့ရသွားရင်ခန္ဓာ၅ပါးပေါ်မှာစိတ်ပြည့်ငြင်းငွေလာပြီးတော့ခန္ဓာ၅ပါးမရှိတာကောင်းတယ်လို့ပဲမြင်တဲ့အမြင်တစ်ခုဟာပေါ်လာပိဿနာခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့ဒီတော့ချုပ်ငြိမ်းမှုဆိုတာဟာနိရာမိတံမစ္စုမန်ကိလေသာမန်တို့ရဲ့အစာအာဟာရမဟုတ်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲဟောသိခြင်းတရားလည်းလက်လန်းမမီတော့ဘူးနိဗ္ဗာန်ကိုခန္ဓာမှမရှိတော့တာခန္ဓာမရှိသည့်အတွက်ကြောင့်ခန္ဓာရဲ့ချုပ်ငြိမ်းမှုအပေါ်မှာသိခြင်းတရားကလည်းလက်လန်းမမီဘူးကိလေသာကလည်းလက်လန်းမမီဘူးဒါကြောင့်မို့လို့သူတို့ရဲ့အစာမဟုတ်တော့ပဲနိဗ္ဗာန်တိသာဝရငြိမ်းတဲ့နိဗ္ဗာန်အငြိမ်းတတ်ပဲလို့ပတ္တန်တော်ရှုမြင်လျက်သမ္မတ္တနိယမဆိုတဲ့မေဃနိယမတို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်လို့ဟော message ကြသွားတာပြောတာဒါလဲရှုခွက်တိုင်းမြတ်စွာဘုရားဒီတစ်ခုရှုရတဲ့ပဲမက်ထီအောင်ရောက်နိုင်တယ်ဆိုတာကိုရှင်းလင်းဟောကြားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြန်မာပြည်မှာတော့ဒီအနိစ္စတောဒုက္ခတောအနတ္တတောဆိုတဲ့ဒီအဆုံးသတ်စကားလုံးလေးကိုကြည့်ပြီးတော40လို့လည်းခေါ်ကြတယ်ဘာဝနာ40လို့လည်းခေါ်ကြတယ်တကယ်တော့စာပေကျမ်းကမှာအနုပတနာရှုခွက်40လို့ဒီလိုပြောလို့ရတယ်ပေါ့နော်ရှုမြင်ရမယ်ဝိပဿနာဉာဏ်နဲ့ရှုဖို့ရအတွက်40ဒါကဒီ32ခုမြောက်ရှုခွက်ပြီးသွားတော့33ခုမြောက်ရှုခွက်ကြတော့ဘယ်လိုရှုတော့ဆိုပိဿခန္ဒီဇာတိဓမ္မတော်ပတ္တန်တော်အနုလောမိကံခန္တိမတိလည်းပဲတူနောက်ရှုပုံနေကြတော့သူကခန္ဓာ၅ပါးဆိုတာဇာတိဓမ္မပဲဖြစ်ပေါ်လာတတ်တဲ့သဘာဝရှိတယ်ဟုတ်တယ်ဇာတိဆိုတဲ့မွေးဖွားမှုနဲ့စလာဘယ်ခန္ဓာပဲဖြစ်ဖြစ်မွေးဖွားမှုနဲ့စကြတာဒါလူတွေရဲ့ခန္ဓာကိုယ်ကဒါမွေးဖွားမှုနဲ့စတာမဟုတ်ဘူးနတ်တွေခန္ဓာကိုယ်မြမာတွေရဲ့ခန္ဓာကိုယ်ဘယ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ်တော့ birth ဆိုတဲ့ rebirth ဆိုတဲ့ပြန်လီမွေးဖွားမှုနဲ့စတင်လာကြတာပဲဒါမို့ဇာတိဓမ္မမွေးဖွားခြင်းသဘောရှိတယ်မွေးဖွားလိုက်သေဆုံးလိုက်မွေးဖွားလိုက်သေဆုံးလိုက်အဲ့တော့ခန္ဓာကိုယ်ဟာမွေးဖွားလာတယ်ဆိုရင်သေဆုံးခြင်းနဲ့ပဲအဆုံးသတ်ကြရမှာပဲမွေးဖွားလိုက်တာနဲ့တပြိုင်နက်ဆင်းရဲဒုက္ခတွေအားလုံးဟာခန္ဓာပေါ်မှာစုပြုံပြီးတော့ရောက်ရှိလာဒီလိုဆိုလိုတာပေါ့ဒါကြောင့်ဇာတိပိဒုက္ခလို့ဓမ္မစကြာမှာမြတ်စွာဘုရားက
မွေးဖွားရခြင်းရဲ့ဒုက္ခနဲ့ပတ်သက်ပြီးဟောတဲ့အခါမှာဒုက္ခဝတ္ထုတော်ဆိုတာဒုက္ခရဲ့တရားဖြစ်တယ်လောကမှာဘုန်းကြီးတို့တွေလူဘဝရလာလို့ပြောကြတယ်လေအသက်တရားမနေရတော့လဲအမှုတရားတွေ့ရတယ်ဆိုတာလိုပဲလူဘဝရောက်လာတဲ့ပြဿနာတွေယောဂဝေဒနာဘောင်းဆောင်တွေဆင်းရဲဒုက္ခဘောင်းဆောင်တွေဟာခန္ဓာ၅ပါးနဲ့ပတ်သက်တာတွေကြီးပဲအကုန်လုံးခန္ဓာ၅ပါးနဲ့မပတ်သက်ဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးကိုရထားတဲ့ခန္ဓာနဲ့ပဲပတ်သက်တယ်အဲ့ဒီလိုခေါင်းကိုက်ရတာလဲလူဘဝလူခန္ဓာဖြစ်လာလို့ပဲခါနာရတာရောယောဂဝေဒနာမျိုးစုံဖြစ်ရတာရောပြဿနာမျိုးစုံဖြစ်ရတာရောမွေးဖွားလာလို့ဖြစ်တယ်မမွေးဖွားရင်ဒီပြဿနာတွေဟာမလာဘူးလို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ခန္ဓာ၅ပါးကိုမွေးဖွားခြင်းသဘောရှိတယ်ဖြစ်ပေါ်လာခြင်းသဘောရှိတယ်လို့ရှုမှတ်ဆင်ခြင်ခြင်းဟာအန္တရာယ်တွေအလုံးကိုဖိတ်ခေါ်နေတဲ့အနေအထားမျိုးလို့သိလာတော့ခန္ဓာ၅ပါးပေါ်မှာစိတ်ပြည့်ငြင်းငွေခြင်းဆိုတာဖြစ်ပေါ်ပြီးတော့လာတယ်ပေါ့အဲ့ဒါလို့စိတ်ပြည့်ငြင်းငွေခြင်းဖြစ်လာတဲ့အခါခန္ဓာ၅ပါးချုပ်ငြိမ့်မှုကပိုကောင်းလာတယ်လို့အမြင်တစ်ခုပြနောက်ဆုံးမှာဝိပဿနာဉာဏ်နဲ့ခန္ဓာ၅ပါးမရှိတာကောင်းတယ်ဆိုတာမြင်လာပြီးနောက်ဆုံးတကယ်မရှိတဲ့နေရာကိုတွေ့လိုက်တဲ့အခါဘယ်လိုဖြစ်ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ့်သွားမှုဟာအစာတံမွေးဖွားခြင်းမရှိတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ဟောဇာတဆိုတဲ့ဇာတိဆိုတဲ့မွေးဖွားမှုမရှိတဲ့နိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်လျက်ရှုမြင်လိုက်တဲ့အခါမှာသမ္မတ္တနိယမံသမ္မတ္တနိယမလို့ဆိုတဲ့မက်စိတ်ကိုသမ္မတ္တနိယမလို့ခေါ်တယ်ဘာဖြစ်လို့သမ္မတ္တလို့ခေါ်တော့ဆိုမှန်ကန်လို့သာဝရမှန်ကန်လို့သမ္မတ္တမှန်ကန်တဲ့သဘောရှိလို့သမ္မတ္တခိုင်မာလို့ခိုင်မြဲလို့နိယမဒီစကားနှစ်ခုကိုပေါင်းပြီးတော့သမ္မတ္တနိယမဆိုတာမက်ကိုယူညွှန်းတာပေါ့အဲ့ဒီမက်ကိုရောက်ရှိသွားနိုင်တယ်ဆိုလိုတာကဝိပဿနာကျင့်မှနိဗ္ဗာန်ကိုမြင်တဲ့မက်ဆိုတာဖြစ်ပေါ်လာနိုင်တယ်လို့ဒီလိုပြောတာဟုတ်ပြီနောက်တစ်ခါ34ခုမြောက်ရှုခွက်ကြတော့ဘာရှုတာတော့ပစ္စက္ခဏီဇရာဓမ္မတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလည်းပဲဒီခန္ဓာ၅ပါးတို့ကိုဇရာဓမ္မအိုခြင်းသဘောရှိတဲ့အရာဖြစ်ခြင်းသဘောရှိတာလည်းမဟုတ်ဘူးခန္ဓာ၅ပါးဟာတဖြည်းဖြည်းရင့်ရောအိုမင်းလာတဲ့သဘောရှိတယ်အဲ့ဘယ်သူမှအိုမင်းရင့်ရောတာမျိုးကိုမလိုချင်ဘူးရင့်ကျက်လာရင်ပန်းလေးပဲကြည့်လန်းလန်းဆန်းဆန်းနုနုဖတ်ဖတ်လေးပွင့်လာတယ်ဆိုပေမဲ့လို့တနေ့ပြီးတနေ့ရင့်ရောလာပြီးနောက်ဆုံးဟာနွမ်းပြီးတော့ကြွေကျသွားတာပဲလူရဲ့ခန္ဓာကိုယ်ဟာလည်းဒီလိုပဲမွေးဖွားလာပြီးတော့တဖြည်းဖြည်းရင့်ကျက်ပြီးတော့နောက်ဆုံးကြွေကြွသွားတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါလို့ရင့်လာတဲ့သဘောအိုသွားတဲ့သဘောကိုစရဓမ္မခန္ဓာ၅ပါးဟာမအိုခြင်းလို့လည်းမရဘူးရင့်ကျက်သွားတဲ့သဘောကိုတားဆီးလို့လည်းမရဘူးဒါကြောင့်မို့တားဆီးလို့မရတဲ့ရင့်ကျက်ခြင်းအိုမင်းခြင်းသဘောရှိတဲ့တရားပဲလို့ခန္ဓာ၅ပါးပေါ်မှာအပြစ်တစ်ခုအနေနဲ့ရှုမြင်လာလို့ရှိရင်ခန္ဓာ၅ပါးအနုလောမိကခန္တီဉာဏ်ကိုရပြီးတော့ခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းမှုကိုအဓိကကောင်းတယ်လို့ရှုမြင်သုံးသပ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းမှုဟာအစရံရင့်ကျက်မှုအိုမင်းမှုကင်းတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲဟုပတ္တန်တော်ရှုမြင်လျက်အနုသမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားသည်ဥက္ကမတိမေတ္တရားသို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်မက်ဆေ့ကျသွားတယ်လို့ဒီလိုပြောဒါကရှုွက်တစ်ခုနောက်ထပ်35ခုမြောက်ရှုတာကြတော့ဘယ်လိုရှုလို့ဆိုပင်စက္ခဗျာဒိဓမ္မတော်ပတ္တန်တော်အနုလောမိကံခန္တေပฏิလည်းပဲဒီကဲကိုယ်ခန္ဓာကိုယ်ကြည့်ငါခန္ဓာကိုယ်ကြီးဟာအခုမနာသေးတောင်နာတဲ့သဘောရှိနေတယ်လို့ရှုမြင်ဖို့လိုတယ်မှန်တော့နာနေတာပဲနာမှုဆိုတဲ့ဒုက္ခကိုဣရိယာပုနဲ့ဖုံထားသည့်အတွက်ကြောင့်ဒီဘက်ကညောင်းရင်ဟိုဘက်ရွှေ့ထိုင်လိုက်ဒါနာတာကိုထိန်းနေတာပဲလေနော်ကြာကြီးထိုင်လို့ရှိရင်ညောင်းလာတယ်နာတယ်ဒါဗျာဒိပဲသူကအဲ့ဒါလို့မရွှေ့မပြောင်းမနဲ့နေကြည့်လာလို့ရှိရင်ဗျာဒိရဲ့သဘောတွေကပေါ်လွင်လာတယ်ပေါ့ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ
အဲ့ဒါလို့ဗျာတိဆိုတဲ့သဘာဝတရားတွေခန္ဓာကိုယ်မှာရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကိုကဒီဟာကိုအထက်ထက်ဟောလေးရှိတယ်ပေါ့ဗျာတိဓမ္မဆိုတာခန္ဓာ၅ပါးကြီးရှိနေသမျှနာခြင်းသဘောရှိနေမှာပဲလို့ခန္ဓာ၅ပါးရဲ့အပြစ်တွေကိုရှုမြင်သုံးသပ်လာတဲ့အခါမှာဝိပဿနာဉာဏ်အဆင့်ဆင့်တက်ပြီးအနုလောမိကခန္တီဉာဏ်ထိအောင်ရောက်သွားပြီဆိုရင်အမြင်ကဘယ်လိုပြောင်းသွားလဲအဲ့ဒီနောက်မှာအမြင်တစ်မျိုးရလာတယ်ဘာလဲလို့ဆိုရင်ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းသွားမှုဟာခန္ဓာ၅ပါးဖြစ်နေတာကဗျာတိဓမ္မနော်ခန္ဓာ၅ပါးကဗျာတိဓမ္မခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာဟာအဗျာတိနိဗ္ဗာန်ဗျာတိတရားကင်းတဲ့နိဗ္ဗာန်ပဲနိဗ္ဗာန်မှာကြတော့ဗျာတိဆိုတဲ့နာစရာခန္ဓာမရှိသည့်အတွက်ကြောင့်အဗျာတိခန္ဓာနာကျင်မှုကင်းသွားတဲ့နိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်လျက်သမတ္တနိယမသမတ္တနိယမဆိုတဲ့ message တို့ဥက္ကပတိဝင်ရောက်သွားနိုင်တယ်ဒီလိုဆိုတာပေါ့နော်နောက်တစ်ခါ36ခုမြောက်ရှုခွက်ကြတယ်ဘယ်လိုရှုရတော့လို့ဆိုပိစခန္ဒီမရဏဓမ္မတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလဝတိပိစခန္ဒီခန္ဓာ၅ပါးတို့ကိုမရဏဓမ္မတော်တည်တတ်တဲ့သဘာဝရှိတဲ့တရားတည်တယ်ဆိုတာဆက်လက်ဖြစ်ပေါ်မှုကိုရပ်ဆိုင်းသွားတာဖြစ်ပေါ်မှုကိုရပ်ဆိုင်းလိုက်တာအဲ့ဒီရပ်ဆိုင်းသွားတဲ့အခြေအနေတစ်ခုကိုပြောင်းသွားစေတဲ့သဘာဝရှိတဲ့တရားပဲလို့ဒီလိုရှုမြင်သုံးသပ်လို့ရှိရင်ဒါဝိပဿနာဉာဏ်ဖြစ်တယ်နော်ဗရဏဓမ္မလို့ရှုမြင်သုံးသပ်ရင်ဝိပဿနာဉာဏ်ဖြစ်တယ်အဲ့ဒါလို့ရှုမြင်သုံးသပ်တဲ့အခါမှာအနုလောမိကံခန္တိပฏิလဝတိအနုလောမိကခန္တိဉာဏ်ဆိုတဲ့ဒီဝိပဿနာအဆင့်မြင့်တဲ့ဝိပဿနာဉာဏ်ကိုပฏิလဝတိရောက်ရှိသွားနိုင်တယ်အဲ့ဒီအထိရသွားနိုင်တယ်လို့ပြောအဲ့တော့ကိုယ်ခန္ဓာကိုယ်စဉ်းစားကြည့်မှသိခြင်းသဘောတွေရှိနေတယ်မြတ်စွာဘုရားကဟောထားတယ်ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောရုပ်တရားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာခြင်းပဲစရမရဏတပါတုပါဝောအိုခြင်းတို့တေခြင်းတို့ရဲ့ပေါ်လာမှုပဲလို့ရုပ်တရားကိုပဲရုပ်တရားဖြစ်လာလို့ရှိရင်အိုခြင်းတေခြင်းဆိုတာပါလာမှာပဲလို့ဒီလိုအာယုပ္ပါဠိတော်မှာဟောထားတဲ့အတိုင်းပဲအခုကိုယ်ခန္ဓာကိုယ်စရာဓမ္မရဏဓမ္မသိခြင်းသဘောရှိတဲ့တရားလို့ဆိုတဲ့အခါမှာခန္ဓာ၅ပါးဟာရခြင်းစရာမရှိဘူးဒါကြောင့်ခန္ဓာ၅ပါးပေါ်မှာစိတ်ပြည့်ငြင်းငွေ့လာပြီးနောက်ဆုံးခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာဟာတကယ့်ကိုထူးခြားတဲ့အေးချမ်းတဲ့အရာပဲလို့အမြင်တစ်မျိုးဝင်လာတော့ပိဿနာခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့និရောဓလုံးဝချုပ်ငြိမ်းတော်မူဟာအမတန်နိဗ္ဗာန်သိခြင်းကင်းတဲ့နိဗ္ဗာန်တရားပဲလို့ပတ္တန်တော်ရှုမြင်လျက်သမတ္တနိယမသမတ္တနိယမလို့ဆိုတဲ့ message တို့ဥက္ကမတိရောက်သွားနိုင်တယ်ဟောရှုခွက်အလုံးဟာဘယ်ကိုဥတည်နေတာတော့ဆို message ဖြစ်ဖို့ပဲဥတည်ထားတယ်နော်အလုံးဟာဝိပဿနာရှုတာဒီအချက်တွေကဘယ်လိုအချက်နဲ့ပဲရှုနောက်ဆုံးဟာနိဗ္ဗာန်ကိုပဲဥတည်ပြီးတော့သွားတယ်လို့ဆိုတာတတိထားဖို့ပေါ့နော်ဟောနောက်တစ်ခုခန္ဓာ၅ပါးကိုနောက်ထပ်ဘယ်လိုရှုနိုင်တော့38ခုမြောက်ရှုခွက်အနေနဲ့ပြောမယ်ဆိုရင်ပိစခန္ဒီသောကဓမ္မတော်ပိစနံပိစခန္ဒီသောကဓမ္မတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလေဝတိသောကဓမ္မကြတော့သူကခန္ဓာ၅ပါးဟာစိုးရိမ်ခြင်းသဘောရှိတယ်လို့ဒီလိုဆိုလိုတာမဟုတ်တော့စိုးရိမ်စေတတ်တဲ့သဘောရှိတယ်လို့တော့ပြောလို့ရဒီနေရာမှာဓမ္မကိုသဘာဝလို့မယူဘဲနဲ့သောကဓမ္မတော်သောကရဲ့အကြောင်းတရားဖြစ်တယ်လို့ဒီလိုဆိုလိုတာဓမ္မကိုအကြောင်းဆိုတဲ့အဓိပ္ပာယ်ကိုယူရမယ်ဒီလိုပြောတာခုနတုန်းကစရာဓမ္မတို့ဇာတိဓမ္မဗျာတိဓမ္မမရဏဓမ္မတို့ကြတော့သိခြင်းသဘောရှိတယ်သဘာဝကိုဆိုလို့ဓမ္မကသဘာဝနဲ့ကိုဟောတယ်အခုဒီနေရာကျတော့သောကဘာဝစိုးရိမ်ခြင်းသဘောရှိတယ်လို့ဒီလိုပြောတာမဟုတ်ဘူးအဓိပ္ပာယ်မှန်အောင်ပြောမယ်ဆိုရင်စိုးရိမ်စေတတ်တဲ့သဘောရှိတယ်သို့မဟုတ်စိုးရိမ်သောကရဲ့အကြောင်းဖြစ်တယ်လို့ဒီလိုပဲပြောရမှာ
နော်ဒါကြောင့်မို့ဓမ္မကိုအကြောင်းဖြစ်ယူပြီးတော့တောကဓမ္မတော်တောကရဲ့အကြောင်းပဲတို့တွေတောကဖြစ်နေရတာဘယ်သူကြောင့်ဖြစ်နေရတာလဲဆိုခန္ဓာ၅ပါးကြီးရှိလို့ဖြစ်နေရတာခန္ဓာ၅ပါးကြီးဟာစိတ်နှလုံးပူလောင်တဲ့တောကကိုမွေးဖွားပေးနေတာဖြစ်တယ်ဒါကြောင့်မို့ခန္ဓာ၅ပါးရှိနေခြင်းဟာတောကတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ခန္ဓာ၅ပါးကြီးဟာစိတ်ပြည့်ညှင်းငွေစရာကောင်းတာပဲလို့ဒီလိုယောဂီပုဂ္ဂိုလ်ဟာရှုမြင်လာပြီဆိုလို့ရှိရင်နောက်ဆုံးမှာအနုလောမိကံခန္တိပฏิလည်းပဲတိအနုလောမိကခန္တိဉာဏ်ထိအောင်ဆက်ရောက်သွားနိုင်တယ်အဲ့ဒါလို့ခန္ဓာ၅ပါးကိုတောကဓမ္မစွန့်စေတတ်တဲ့သဘာဝတရားကြီးလို့သိလာတဲ့အခါကျတော့လူဆိုတာဘယ်ဟာကိုမှမစိုးရင်ညမူအေးချမ်းချမ်းနေခြင်းနဲ့အေးချမ်းချမ်းနေခြင်းတော့ဘယ်လိုမှရမလဲလို့ဆိုပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့ဏိရောဓချုပ်ငြိမ့်မှုခန္ဓာ၅ပါးမရှိမှဒီတောကဆိုတာအေးမှာပဲအနည်းဆိုရင်လူတွေပြောကြတယ်လေသားရှိတော့သားတောကသမီးရှိတော့သမီးတောကပစ္စည်းရှိတော့ပစ္စည်းတောကဘယ်သူမှမရှိရင်တောကအေးတယ်လို့ထင်တယ်ကိုယ့်ကိုယ်လည်းပြန်တောကဖြစ်တာပဲနော်ဘယ်သူမှမရှိအေးတယ်လို့ပြောလို့မရဘူးခန္ဓာကိုယ်ကြီးမရှိမှအေးမယ်လို့ပြောလို့ရမှာနော်ကိုယ်မှာခန္ဓာကိုယ်ကြီးရှိနေတယ်များတောကအေးလို့မရဘူးဒါကြောင့်မို့ပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့ဏိရောဓချုပ်ငြိမ်းမှုဟာအတောကံဆွေးရမှုကင်းကွာတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့နိဗ္ဗာန်ကသာတကယ်အတောကဖြစ်မှာပဲအဲ့တော့နိဗ္ဗာန်ဆိုတာဘယ်ဟာပြောတာတုံးဆိုပိဿနာခန္ဓာနာဏိရောဓခန္ဓာ၅ပါးလုံးဝချုပ်ငြိမ်းသွားတာနိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ဆိုတာတခြားသောရှားနေလို့ရတာမဟုတ်ဘူးနော်အဲ့တော့နိဗ္ဗာန်ရဲ့သဘောကိုလည်းပဲဒီမှာရှင်းပြီးတော့ပြသွားတဲ့အဓိပ္ပာယ်ရပေါ့အဲ့ဒီနိဗ္ဗာန်ဒီခန္ဓာနဲ့တခြားစီဖြစ်တဲ့အတောကဆိုရင်စရာဘာတစ်ခုမှတောကကိုမဖြစ်စေနိုင်တဲ့တောကကိုမဖြစ်စေနိုင်လို့တောကခင်းတဲ့နိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်လျက်သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့ message တို့ဩကမတိဝင်ရောက်သွားနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်နောက်တစ်ခါဒီ38ခုမြောက်ရှုခွက်ကြတော့ဗာနဲ့သွားတယ်ပိဿခန္ဓေခန္ဓာ၅ပါးတို့ကိုပရိဒေဝဓမ္မတော်ပရိဒေဝဓမ္မတော်ငိုကြွေးစေတတ်တဲ့အကြောင်းတရားပဲလို့ငိုကြွေးခြင်းရဲ့အကြောင်းတရားပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလည်းပဲတည်ရခန္ဓာ၅ပါးကိုနောက်တစ်ခါရှုရမှာဘယ်လိုရှုရပရိဒေဝဓမ္မတို့ငိုးနေရတာဘယ်သူကြောင့်ငိုရလဲခန္ဓာ၅ပါးကြောင့်ငိုးနေရခန္ဓာ၅ပါးဟာငိုကြွေးခြင်းအကြောင်းတရားတစ်ခုပဲလို့ခန္ဓာ၅ပါးကြီးမရှိတော့ဘူးဆိုရင်တို့ငိုစရာအကြောင်းမရှိဘူးလို့ခန္ဓာ၅ပါးရဲ့အပြစ်ကိုမြင်လိုက်လို့ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားလို့မလိုချင်တော့ဘူးဆိုတဲ့အခါပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့ဏိရောဓချုပ်ငြိမ်းမှုဆိုတာဟာအပရိဒေဝနိဗ္ဗာန်ငိုစရာမရှိတော့တဲ့နိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်နေတဲ့သမ္မတ္တနိယမသမ္မတ္တနိယမဆိုတဲ့မေဃနိယမတရားတို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်ဘယ်လမ်းကပဲသွားဝိပဿနာဉာဏ်ဘယ်ရှုခွက်နဲ့ပဲရှုနောက်ဆုံးနိဗ္ဗာန်ကိုစိုက်ထားကြည့်ပဲလို့ဒီလိုဆိုတာနော်ရှုတာကလည်းခန္ဓာ၅ပါးကြီးပဲရှုသွားတာခန္ဓာ၅ပါးပေါ်မှာမြင်ပုံမြင်နည်းလေးတွေကတော့မတူဘူးပေါ့ခန္ဓာ၅ပါးပေါ်မှာအခုလိုရှုတာနောက်39ခုမြောက်ရှုခွက်ကြတော့ဘယ်လိုတော့ဆိုပိဿခန္ဓေခန္ဓာ၅ပါးတို့ကိုဥပါယတဓမ္မတော်စိတ်ပင်ပန်းစေတတ်တဲ့အကြောင်းတရားပဲခန္ဓာကိုယ်ကြီးရှိနေစိတ်တွေပင်ပန်းရမယ်စိတ်တွေပင်ပန်းရမကျေနပ်မှုတွေဒေါသတွေပြင်းထန်လာပြီးတော့စိတ်ပင်ပန်းမှုဥပါယတဆိုတာအလုံးကိုပင်ပန်းတဲ့စေတတ်တဲ့ဒေါသတရားကိုကောက်တာဒါမို့ခန္ဓာ၅ပါးကြီးကစိတ်ပင်ပန်းမှုဆိုတဲ့ဒေါသကိုအကြီးကျယ်ဖြစ်စေတယ်လောကမှာလူတွေကအေးချမ်းချမ်းနေကြတဲ့အခါကိုယ်မှာဒေါသမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်နောက်ဆုံးမှာတတိထားဖို့ရအကောင်းဆုံးကတော့ဘယ်ချိန်တုန်းလို့ဆိုလို့ရှိရင်မသိခင်လည်းတတိထားမှာသေခဏီးကြတော့ယောဂဝေဒနာတွေပြင်းထန်လာတဲ့အခါမှာမခံနိုင်တော့ဘူးခံနိုင်မရှိတော့ဘူးဆိုရင်
အဲ့ဒီအချိန်မှာဘလောက်စိတ်တူနေမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်အလွန်စိတ်တူမယ်ဒါကခုခေတ်ကတော့မနာတဲ့ဆေးတွေထိုးပြီးရင်တော့နည်းနည်းသက်သာကောင်းသက်သာနော်မနာတဲ့ထိုးတွေဆေးတွေထိုးပြီးနာကျင်ခံခဲ့ပြီးသေရတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရသူဂတိရောက်ဖို့ဆိုတော့တော်တော်ခဲရင်းသွားဘာဖြစ်လို့လဲဆိုစိတ်ပင်ပန်းပြီးတော့ကိုယ့်ဘဝကြီးကိုချက်ချင်းကြီးဆုံးလို့ပြစ်ချင်တဲ့ဒေါသတွေချိချဖြစ်အဲ့ဒီဒေါသတွေနဲ့ဒေါမနတတွေနဲ့သေသွားလို့ကတော့ဘယ်ရောက်မလဲနော်ကောင်းရသူဂတိဘယ်တော့မှမရောက်နိုင်ဘူးတဲ့ဒေါသတို့ဒေါမနတတို့နဲ့သေသွားရင်တော့ငရဲဖြစ်ဖြစ်ရောက်သွားမှာပဲသေချာတယ်ဒေါသနဲ့သေငရဲပြေတဲ့နော်အဲ့ဒီကိုရောက်သွားနိုင်တယ်ပေါ့ဘာလို့လဲဆိုငရဲဆိုတာလဲစိတ်တူရတဲ့နေရာပဲလေကိုယ်ကိုအမြဲတမ်းနှိမ့်ဆက်နေတော့စိတ်တူနေမှာပဲကြောက်တာလဲစိတ်တူတာပဲနော်ခံခက်တာလဲစိတ်တူတာပဲအဲ့ဒါတွေကဥပါယတတွေဖြစ်နေတာဒီလိုဆိုလိုတာပေါ့အဲ့တော့ခန္ဓာ၅ပါးကြီးရှိနေလို့ရှိရင်ဥပါယတဓမ္မစိတ်တူမှုကိုဖြစ်စေတတ်တဲ့ဥပါယတကိုဖြစ်စေတတ်တဲ့တရားပဲလို့ဒီလိုရှုမြင်ခြင်းဟာလဲခန္ဓာ၅ပါးရဲ့စိတ်ပြည့်ငြင်းငွေပွဲရာကိုရှုတာဖြစ်သောကြောင့်ခန္ဓာ၅ပါးပေါ်မှာငြင်းငွေပြီးတွေ့တာမှုတွေကင်းပြတ်သွားနိုင်တယ်အဲ့ဒီလိုကင်းပြတ်သွားလို့ရှိရင်လေပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းမှုဆိုတာဟာအနုပါယတံစိတ်ပင်ပန်းမှုကင်းတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့တကယ်စိတ်ပင်ပန်းမှုမရှိတာတော့နိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်လေရဲ့သမ္ပတ္တနိယမသမ္ပတ္တနိယမဆိုတဲ့မက္ခနိယမတို့ဥက္ကမတိရောက်ရှိသွားနိုင်တယ်ဒီလိုဆိုလိုတာပေါ့နော်ခန္ဓာ၅ပါးနဲ့နိဗ္ဗာန်နဲ့ဟာဆန့်ကျင်ဘက်ကိုသွားခန္ဓာ၅ပါးဖြစ်နေတာခန္ဓာ၅ပါးဖြစ်နေလို့ရှိရင်ဒီဥပါယတဓမ္မခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာအနုပါယတနိဗ္ဗာန်ပဲဒီလိုဆိုလိုတာပေါ့နော်ကောင်းပြီနောက်ဆုံး40မြောက်ရှုခွက်ကြတော့ဘာလို့ဆိုပိဿခန္ဓေခန္ဓာ၅ပါးတို့ကိုတန်ကိလေတိကဓမ္မတော်စိတ်ကိုပူပန်စေတတ်ညစ်ညူးစေတတ်တဲ့စိတ်ကိုပူပန်မှုညစ်ညူးမှုရဲ့အကြောင်းဖြစ်တဲ့တရားပဲလို့စိတ်ကိုပူပန်မှုညစ်ညူးမှုကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလေဝတိရလာနိုင်တယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့တန်ကိလေတိကဓမ္မဆိုတာစိတ်ကိုပူစေတာစိတ်ကိုညှဉ်းနှွမ်းစေတာဘယ်လိုစိတ်ကိုပူစေတာတွေလဲဆိုလို့ရှိရင်တဏှာဒိဋ္ဌိဒုစရိတတန်ကိလေသာနံဝိတယဓမ္မတာယတဏှာဆိုတဲ့စိတ်ကိုပူစေတတ်တဲ့တရားရဲ့အာယုံဖြစ်တယ်ဒိဋ္ဌိဆိုတဲ့စိတ်ကိုပူစေတတ်တဲ့တရားရဲ့အာယုံဖြစ်တယ်ဒုစရိတလို့ဆိုတဲ့အကျင့်ဆိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့စေရနာဆိုရဲ့ကိလေသာတွေရဲ့ဒီကြီးဆိုးရာအာယုံပြုရာတရားဖြစ်တယ်တဏှာကဘာကိုအာယုံပြုဖြစ်တယ်ဆိုခန္ဓာကိုပဲအာယုံပြုဖြစ်တယ်ဒိဋ္ဌိဆိုတာဘယ်မှာဖြစ်တာတော့ဘယ်ကိုအာယုံပြုပြီးဖြစ်တာတော့ခန္ဓာကိုပဲအာယုံပြုဖြစ်တယ်ဒုစရိုက်တွေကဘယ်မှာဖြစ်တာတော့ခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တာကြည့်စိတ်ကိုပူလောင်စေတတ်တဲ့ညှဉ်းနှွမ်းစေတတ်တဲ့တရားတွေမှန်သမျှဟောဒီခန္ဓာနဲ့ပတ်သက်တာတွေကြီးပဲဒီလိုဆိုလို့ခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်လာသည့်အတွက်ကြောင့်တန်ကိလေတိကဓမ္မစိတ်ကိုပူပန်စေတတ်တဲ့ညှဉ်းနှွမ်းစေတတ်တဲ့တရားဆိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အရာဖြစ်စေတဲ့နေရာလို့အဲ့ဒီလိုရှုမြင်သုံးသပ်လိုက်တဲ့အခါခန္ဓာကိုယ်ကြီးရဲ့အပြစ်ကိုမြင်ပြီးတော့ခန္ဓာပေါ်မှာညှင်းငွေစိတ်တွေဖြစ်ပေါ်လာတယ်ညှင်းငွေလာတော့ခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးနောက်ဆုံးခန္ဓာမရှိတာဟာငြိမ်းချမ်းတယ်ဆိုတာကိုသိလာတော့ပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့និရောဓချုပ်ငြိမ်းမှုဟာအတ္တံကိလေသာညစ်ညူးမှုပူလောင်မှုကင်းတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာသမ္မတ္တနိယမသမ္မတ္တနိယမဆိုတဲ့မက္ခနိယမတို့ဥက္ကမတိဝင်ရောက်သွားနိုင်ပါတယ်လို့ဟောတယ်လို့ဝိပဿနာရှုွယ်တော40ဆိုပြီးတော့ရှုခွက်ပေါင်း40ကိုပဋိသမိဓမ္မေပါဠိတော်မှာထင်ရှားဟောကြားထားတာဖြစ်တယ်
အဲ့တော့မြတ်စွာဘုရားဟောကြားထားတာကိုရှင်သာရိပုတ္တရာမထေရမြတ်ကပဋိသန္ဓေပိတာပါဠိတော်မှာစုပေါင်းပြီးတော့ခုလိုဝိပဿနာနဲ့ပတ်သက်ပြီးတော့ရှုခွက်တွေကိုရှင်းလိုက်တာပေါ့နော်အဲ့ဒါလို့ရှင်းလိုက်တာခြုံလိုက်မယ်ဆိုလို့ရှိရင်ဒီရှုခွက်တွေဟာအလျော်အားဖြင့်ဒုက္ခလက္ခဏာတွေဝင်သွားတာက25ခုနော်ဒုက္ခလက္ခဏာထဲမှာဒုက္ခလက္ခဏာအမျိုးအစားထဲမှာပါသွားတာဒုက္ခလို့ဒုက္ခတောလို့ဒုက္ခလို့ရှုတဲ့ရှုခွက်နဲ့အလားတူသွားတာတွေက25ခုရှိတယ်တော40ကိုပြန်ချုံလိုက်တဲ့အခါအနိစ္စနဲ့ပတ်သက်ပြီးတော့ဆက်သွယ်လို့ရတဲ့ရှုခွက်တွေကအနိစ္စအပါဝင်10ခုအနတ္တလို့ရှုရမယ့်ဟာတွေနဲ့အနတ္တတွေဆက်သွယ်သွားတဲ့တုံညာတော်တို့တုစ္ဆတော်တို့ရိဋ္ဌတော်တို့ဆိုတဲ့အနတ္တတော်ထဲမှာအကုန်ပါဝင်သွားတာ5ခုအားလုံးပေါင်းလိုက်တဲ့အခါကျတော့အနိစ္စရှုခွက်10ခုဒုက္ခရှုခွက်25ခုအနတ္တရှုခွက်5ခုဆိုပြီးတော့40ကိုဒီလိုဟောကြားပေးထားတာဖြစ်ပါတယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှသာဝိပဿနာဉာဏ်ဆိုတာဖြစ်စေနိုင်တာဖြစ်သောကြောင့်အခုတရားနာနေတဲ့အချိန်လေးမှာပဲမိမိခန္ဓာကိုယ်ကိုမိမိအာယုံစိုက်မိပြီးတော့မြတ်စွာဘုရားဟောထားတဲ့အတိုင်းတို့ရဲ့ခန္ဓာကိုယ်ကြီးဟာတကယ်ကိုဖြစ်ခြင်းသဘောရှိတဲ့တရားပဲ၊ပူခြင်းသဘောရှိတဲ့တရားပဲ၊နာခြင်းသဘောရှိတဲ့တရားပဲ၊သိခြင်းသဘောရှိတဲ့တရားပဲသောကတွေပရိဒီဝါတွေဥပါယတတွေကိုဖြစ်စေတတ်တဲ့တရားကြီးပဲလို့အဲ့ဒါလို့ရှုမြင်သုံးသပ်ပြီးခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေဖြတ်နိုင်အောင်တွေ့တာစိတ်ဖြတ်လို့တဲ့ဒီခန္ဓာကိုယ်ပေါ်မှာညှိငွေတဲ့စိတ်ကလေးပေါ်လာလို့ရှိရင်ပဲတန်ဖိုးရှိလာပြီလို့ပြောရမှာပဲဒါလေးကိုတန်ဖိုးမရှိဘူးဝိပဿနာဉာဏ်မဟုတ်ဘူးလို့ဒီလိုမတွေးလိုက်လေနဲ့နော်ဒီလိုတခဏလေးရှုတဲ့အရှုဟာဒီဉာဏ်ရည်လေးဟာနောက်ကြလို့ရှိရင်တန်ဖိုးရှိတဲ့အထောက်အကူကြီးတစ်ခုဖြစ်နိုင်တယ်ဆိုတာရှင်သုလပန္နကဝတ္ထုကိုပဲကြည့်ပဝါပြုလေးနဲ့မျက်နှာတုပ်လိုက်တဲ့အခါမှာခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးဒီပဝါလေးဟာမဲသွားတယ်ညှဉ်းနှွမ်းသွားတယ်ခန္ဓာကိုယ်ကြီးရဲ့အပြစ်ကလေးကိုတခဏလေးတင်တွေးလိုက်တဲ့အချိန်လေးဟာအထောက်အကူဖြစ်ပြီးတော့မြတ်စွာဘုရားနဲ့တွေးတဲ့အခါမှာပဝါပြုလေးကိုလက်နဲ့ပို့ရင်းကနေပြီးဩရဒကတိုင်းပွားလို့ဆံရလာတဲ့အခါမှာမြတ်စွာဘုရားကတကူတော်နဲ့ဖန်ဆင်းထားတဲ့ပဝါဖြစ်သည့်အတွက်ကြောင့်ညှိုးနွမ်းသောဖန်ဆင်းလိုက်တာနဲ့တပြိုင်နက်တဘဝတုန်းကဘယင်ဖြစ်စဉ်ကမျက်နှာတုပ်ခဲ့လို့နွမ်းသွားတဲ့အသိစိတ်လေးကပြန်ပေါ်လာပြီးနောက်ဆုံးရှင်သူလပံယဟနာဖြစ်သွားတယ်ဆိုတာအားလုံးသိတာပဲအေးဒါကြောင့်မို့လို့အခုတရားနာတဲ့အခိုက်ကလေးမှာပဲခန္ဓာ၅ပါးအပေါ်မှာအာယုံလေးစိုက်ပြီးတော့10မိနစ်ပြပဲဖြစ်စေရှုလိုက်ရပြီဆိုတဲ့ဒီကုသိုလ်ကောင်းမှုဟာတို့တွေအတွက်များစွာတန်မြာလွတ်ကအထောက်အကူဖြစ်မယ်လို့ကိုယ်စီသဘောကျပြီးတော့ဝိပဿနာရှုခွက်များကိုအာယုံပြုပြီးရှုမိအောင်တတိတံပစညတရားဖြင့်ကြိုးစားပွားများနိုင်ကြပါစေကုန်သတည်း